မုံစီကျော်စားချင်ပေမဲ့လေလောက်ရကန်ရတာလက်ပေါက်ကတ်မယ်ထင်နေတာတကယ်တမ်းကြော်ကြည့်တော့အရန်ကိုလွယ်ကူရိုးရှင်းပြီးတော့အရသာလည်းရှိတယ်မို့လို့သုံးနည်းလေးကိုပြန်ပြီးတော့မျှဝေပေးလိုက်ပါတယ်နော်အရင်ဆုံးထညက်အစိတ်သားလောက်ကိုစားနဲ့ရေနည်းနည်းစီထည့်ပြီးတော့ကြိုထားလိုက်ပါတယ်ထညက်ခဲတွေအရေးပြောအောင်အထိပဲကြိုရင်ရပါပြီပြစ်စရာမလိုပါဘူးနော်ရလာတဲ့ထညက်ရေကိုဇကာနဲ့စစ်ပြီးအေးခံထားလိုက်ပါမယ်ထညက်ရေသေးချအေးသွားပြီဆိုတော့မှကြော်ဖို့အနှစ်ဆက်ပါမယ်ဟင်းခတ်တဲ့ဇွန်ကြီးနဲ့ကောင်းချင်းမုံ6စွန်းထည့်ပါတယ်ဆန်မုံကိုဟင်းခတ်ဇွန်ကြီးရဲ့4ပုံတပုံစာလောက်ပဲထည့်ပါတယ်စားအနှင်းငယ်ထည့်ပါမယ်နှမ်းကိုကြိုက်နဲ့တက်တက်လောက်ပမာဏထည့်လို့ရပါတယ်အေးခံထားတဲ့ထညက်ရေထည့်ပါမယ်ရှင်မပြစ်မကျဲအနေထားလေးလောက်လိုချင်တာမို့လို့ထညက်ရေကိုရောလိုက်မှုလိုက်ချိန်ပြီးတော့ထည့်ပါနော်ဒီအနေထားလောက်ဆိုရင်အဆင်ပြေပြီမို့လို့စားကြော်လို့ရပါပြီရှင်စီပူလာပြီဆိုရင်အနှစ်ကိုထည့်လို့ရပါပြီအလယ်မှာပုံနေတယ်လို့ထင်ရပေမဲ့သူ့ဟာသူဘေးကိုပြန့်သွားမှာဆိုတော့တဖြည်းဖြည်းနဲ့ကြီးသွားမယ်နော်ကြော်နေရင်းနဲ့လေဒီလိုမျိုးလေးအပေါ်ကိုစီကိုလှမ်းပြီးပတ်ပြီးနော်မုံစီကျော်ကအိုးပေါ်ကနေချပြီးရင်လည်းဆက်ပြီးတော့မာတတ်တဲ့သဘောတရားရှိတော့ကြတော့အရင်မာမချလိုက်လို့ရှိရင်မာကလောက်ကြီးဖြစ်ပြီးစားမရပဲဖြစ်တတ်ပါတယ်။ကဲပြီးရင်တော့စီလေးတခြားစစ်ပြီးတော့ဆယ်လို့ရပါပြီ။အားလုံးပဲစင်မိကြပါစေရှင်။ Bye bye